လွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ကရန်ကုန်မြို့မှာနေတဲ့လူတွေတယောက်မှမရှိဘူးခွာလူအသစ်တွေကြီးပဲကောင်းနောက်နှစ်ပေါင်း100ကျော်သွားလို့ရှိရင်ဒီကနေ့ခေတ်လူတွေတယောက်မှရှိမှာမဟုတ်ဘူးနောက်ရောက်လာတဲ့လူတွေနေကြအောင်မှာပဲဒီလိုဆိုလို့တယ်နော်အဲ့တော့ဘဝကြီးဟာအမြဲတမ်းရွှေ့ပြောင်းနေတဲ့အနေအထားတစ်ခုရှိတယ်ဒီရန်ကုန်မြို့လေးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဟိုရှေးရခင်ကတကုံဆိုတဲ့မြို့သေးသေးလေးအဲ့ဒီမြို့သေးသေးလေးဟာဟန်တာဝရီဆိုတဲ့ပဲခူးမြို့ရဲ့လက်အောက်ခံမြို့သေးသေးလေးအဲ့ဒီမြို့သေးသေးလေးမှာမတက္ကရာ1115ခုအလောင်းမင်းတရားကြီးကောင်းမမင်းဆက်စတင်တဲ့အချိန်မှာတနိုင်ငံလုံးကိုစုစည်းခြင်းဆိုတဲ့အလုပ်ကိုလုပ်တယ်အားလုံးကိုသိမ့်ပိုက်ဖို့ကြိုးစားရင်းကနေတနိုင်ငံလုံးကိုခုခေတ်လိုပြောရင် United လုပ်တာ United One Country ဖြစ်အောင်အစိမ့်စိမ့်မှာဖြစ်နေတဲ့နိုင်ငံကြီးကိုစုစည်းပြီးတော့ခွဲခြင်းတဲ့ပုဂ္ဂိုလ်တွေမခွဲရအောင်တခုတည်းသောနိုင်ငံအဖြစ်ပေါင်းစည်းတဲ့အခါမှာရန်ကုန်ရောက်တော့သူ့လုပ်ငန်းတွေရန်သူတွေအားလုံးကိုသူနှိမ်နှင်းပြီးတော့ဒီနိုင်ငံကြီးကိုတခုတည်းအဖြစ်ပေါင်းစည်းလိုက်နိုင်တယ်ပေါ့အဲ့ဒီအချိန်မှာရန်နေကုံသွားလို့ရန်ကုန်လို့နာမည်ပေးရအစားရန်ကုန်ဖြစ်လာနော်ရန်ကုန်ဆိုတာဖြစ်လာအဲ့တော့1115ခုနောက်ပိုင်းလေးမှာတိတ်မကွာခင်ပေါ့လေအဲ့ဒီလောက်မှာရန်ကုန်ဆိုတာမြို့ပေါ်လာတယ်ရန်ကုန်မြို့ရဲ့တက်တန်းကိုတည်တည်ချာချာတွေ့ရင်အဲ့ဒါလို့ရပါအဲ့ဒီမှာစပေါ်လာတယ်ရန်ကုန်မြို့ကိုသိမ့်ပိုက်ပြီးတော့ရန်ကုန်လို့နာမည်ပေးသွားတဲ့ဥအောင်စီရမရှိတော့နော်မရှိတော့သူခံထားတဲ့မြို့စားတွေပါတယ်ဆက်ဆက်မရှိဘူးရွှေကုံဘုရားကြီးနာမှာနေပေါင်းများစွာနေသွားတယ်ရှင်စောပုမိဘုရားကြီးလည်းမရှိတော့တကုံမြို့မှာစိုးစံခဲ့တဲ့ပုဂ္ဂိုလ်တွေလည်းတူမှမရှိတော့အလုံးဟာဒါကြောင့်ဘဝဆိုတာမြည်သည့်ဘဝပဲဖြစ်ဖြစ်ထာဝရဆိုတာမရှိဘူးအလုံးပြောင်းလဲနေမှာဆိုတာဒီစကားကိုပြောတာပဲเนาะအဲ့တော့ကိုယ်ကိုအလေးနဲ့ထားစဉ်းစားကြည့်မှဒါအသိတယ်ပေါ့နော်